ကချင်လူမျိုးကျွန်တော်တို့တိုင်းသားပေါင်းစုံမြန်မာနိုင်ငံသားတွေအားလုံးကိုဂုဏ်ယူစေတဲ့ကျွန်တော်တို့ရဲ့ညီငယ်ဖြစ်မယ်အကူလည်းဖြစ်မယ်ပေါ့နော်ညီပဲထင်ပါတယ်ကျွန်တော်တို့ဂျိုရှာဗန်ကိုဂုဏ်ပြုဖို့ဖြစ်ပါတယ်ပေါ့အဲ့တော့ဒီကျွန်တော်တို့ကချင်ရိုးရာပလိုင်းကိုလက်ခံပေးဖို့ကျွန်တော်အနေနဲ့ဂျိုရှာဗန်ကိုဖိတ်ခေါ်ချင်ပါတယ်ဒီဘက်ကျော်စေချစ်တာချွတ်ဟုတ်ပြီအဲ့တော့ဒီကျွန်တော်တို့ဒီမလေးရှားမှာရောက်နေတဲ့ကချင်လူမျိုးတွေကိုစားပေါ့နော်ရှေ့ဆက်ပြီးမှလည်းဂျိုရှာဗန်အနေနဲ့အားလုံးကိုဂုဏ်ယူနိုင်တဲ့လူဖြစ်ပါစေအောင်မြင်တဲ့လူဖြစ်ပါစေကြောင်းလဲဆုတောင်းပေးချင်ပါတယ်